အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာတော့ပထမဦးဆုံးအချိန်အနေနဲ့ PC မှာ block fruit ဆော်တော့မှာကြည့်ပါတယ် Brew ရဲ့ PC လဲဆိုတော့ကျွန်တော်ရဲ့ PC ပါကျွန်တော်မွေးနေ့ပြီးတော့နောက်တစ်ရက်မှာပဲဆင်ထားပါနောက်ပိုင်းနေ stream နေလုပ်ဖို့တော့ရှိပါတယ် PC မှာပထမဦးဆုံးအချိန်ဆိုရင်ပဲကျွန်တော်အရင်တော့ကလက်တော့မှာတော့ဆော်ဘူးပါတယ်ဒါပေမဲ့လက်ကွက်တွေကတော့နည်းနည်းမေ့နေပါပြီဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါခုကတော့ကျွန်တော်ရဲ့ PC ပါကျွန်တော်ပထမဦးဆုံးအချိန်အနေနဲ့ block fruit ထဲမှာတီးဖောက်မှာပဲကြည့်ပါတယ်ဆိုတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲတီးဖောက်ရင်တော့ Zoonet လက်ဆိုပြီးရေးရပါမယ်ဆိုတော့ဒီမှာ Zoonet လက်ဆိုပြီးတော့ထည့်ပါမယ်โอเคကျွန်တော်စာရိုက်တာတော့နည်းနည်းကြာသွားတော့ပါဆိုတော့ reading လိုက်ပါမယ် reading ပြီးသွားရင်တော့ကျွန်တော်တို့ဝယ်လိုက်ပါမယ်ဝယ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဘာတီးပေါက်လဲတော့မသိပါဘူး line ကြနေပါလေโอเคအခုဆိုရင်တော့ဝယ်လို့ပြီးတော့ပါပြီကျွန်တော်ရဲ့ PC ရဲ့ပထမဦးဆုံးအဒီကတော့ iFruit ပဲဖြစ်ပါတယ်โอเคပါကျွန်တော် iFruit ရပါတယ်ဆိုတော့ကျွန်တော်မှရှိပြီးသားပြီပါအဲ့ဒါလည်းကျွန်တော်တငယ်ချင်းကိုရှာပြီးတော့ပေးလိုက်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုရှေ့ဆက်မတော်ခင်မှာထုံးစံအတိုင်းပဲဒီနေ့ဗီဒီယိုချင်းကြောင်ရေးအတွက်တစ်ပတ်တစ်လမ်းနေကူညီပေးထားတဲ့ block fee ကြောင်းလေးနဲ့ပြောကြပါတယ် block fee မှာဆိုရင် block fruit ကောက်တွေမဟုတ်ဘဲနဲ့ block fruit ရဲ့ game pad တွေနဲ့ permanent fruit တွေကိုပါဝယ်နိုင်မှာဖြစ်ပြီးတော့ block fruit နဲ့ဆိုင်တဲ့စားပင်မျိုးအဲ့လိုရမှာဖြစ်ပြီးတော့အခုဆိုရင်အတီးတွေပါရောင်းနေပြီလို့သိရပါတယ်ဆိုတော့ block fruit player တွေအတွက်တော်တော်စုံတဲ့ short တစ်ခုလို့ပြောလို့ရပါတယ်အဲ့ဒါကြောင့်မလို့ညီမနိုင်ငံမှာနေပြီးတော့ block fruit နဲ့ပတ်သက်တာတွေတနေရာထဲမှာလိုချင်တယ်ဆိုရင်တော့ block fee ပဲကြီးကြည့်လိုက်ပါဝယ်ချင်တယ်ဆိုရင်တော့အခုရက်တာထားတဲ့နေရာတွေမှာတောင်းအောင်စုံနဲ့မင်းညံနိုင်ပါတယ်နောက်ပြီးကြတော့ PC မှာပထမဦးဆုံးအနေနဲ့ permanent shop ကိုဖွင့်ခဲ့ပြီးတော့ကျွန်တော်ရဲ့ portal ကိုကြောင်းလိုက်ပါတယ်အဲ့ဒါပြီးတော့ပထမဦးဆုံးချိန်အနေနဲ့ portal C scale ကိုတုံးပြီးတော့ကျွန်တော်တီရောက်ဖို့ delete ပို့ခဲ့ပါတယ်အဲ့ဒါပြီးရဲ့နောက်တော့ကျွန်တော် PC မှာပထမဦးဆုံးချိန်အနေနဲ့လေဝယ်ပြီးတော့ကိုယ်တိုင်လေတက်မောင်းခဲ့ပါတယ်လေမောင်းတာလည်းအားရပြီးမောင်းတာမဟုတ်ပါဘူး PC မှာပထမဦးဆုံးချိန်အနေနဲ့ C event လုပ်မလို့ပါဒီလိုနဲ့လေမောင်းအနေနဲ့ပဲ PC မှာပထမဦးဆုံးချိန်အနေနဲ့ Terra Shop ပေါ်လာကြောင်းတက်ခဲ့ရပါတယ်ဒီလိုနဲ့ Terra Shop တီတော့ရဲ့နောက်တော့ PC မှာပထမဦးဆုံးချိန်အနေနဲ့ကုထပ်တည်ခဲ့ပါတယ်အဲ့ဒါပြီးရဲ့နောက်တော့ C event ပဲအတိုင်းလုပ်နေခဲ့ပါတယ်ကျွန်တော်လွမ်းလုံးကိုရတော့မယ်မမရေရှင်တွေကချစ်များပြီးစေမမရေတကယ်အောင်မေးပူဆွေးရတယ်မမရေတိတ်တခုနဲ့မျက်နှာရတယ်မမရေကျွန်တော်လွမ်းလုံးကိုရတော့မယ်မမရေရှင်တွေကချစ်များပြီးစေမမရေတကယ်တန်တာပူဆွေးရတယ်မမရေတိတ်တခုနဲ့မျက်နှာရတယ်မမရေခဏလေလာပြီးမောင်ရင်ဝင်နေကိုအချင်နာတွေသူပေးသွားတယ်လေခဏပျော်ရွှင်မှုကိုစိတ်လူကိုလိုက်ကတကယ်မလို့ယူခဲ့မိပြီလေကျွန်တော်တဲကခံစားရတယ်မမရေကြွေကြလို့မြေခါလို့နေကျွန်တော်မြဲရေခြေကွက်မတက်ခံစားရတာကျွန်တော်ဖြစ်ပါရှင်ကွက်မတက်ခံစားရတာကျွန်တော်ချစ်ပါမမရေအဲ့ပြီးရဲ့နောက်တော့ PC မှာပထမဦးဆုံးချိန်အနေနဲ့ကွန်ဘိုတွားဆန်းခဲ့ပါတယ်ဟုတ်ပါလုံးဝအဆင်ပြေနေတာမဟုတ်ပါဘူးအဲ့လိုနဲ့နောက်ဆုံးတော့ကျွန်တော်အဆင်ပြေဆုံးကွန်ဘိုတစ်ခုတုံးနိုင်ခဲ့ပါတယ်အဲ့ဒါပြီးရဲ့နောက်တော့ PC မှာပထမဦးဆုံးချိန်အနေနဲ့စတုပ်တော့ကြီးခဲ့ပါတယ်စတုပ်ကထွေထူးပါမကောင်းဆိုရင်မဲ့ Phoenix ကိုစတုပ်နေပါဒီလိုနဲ့ကျွန်တော်အောက်ကိုနည်းနည်းတိုးကြည့်လိုက်တော့ Gravity မှာ in progress ဆိုရေးတာတွေ့လိုက်ပါတယ်ကျွန်တော်တော်လန့်တော့ပါတယ်အဲ့လိုလဲဆိုရင်တော့ Gravity က Dragon တော့လို့ဖြစ်တော့ပါပြောချင်တာတော့ Gravity record လာဖို့က confirm တော့ပါသူတို့ပြောထားတော့ control ဆိုပြီးတော့ဒါတော့ Gravity ပါအဲ့လိုနဲ့ကျွန်တော်အကြီးလွှားရှာကြည့်တော့အခုပြထားတဲ့အတီးတုံးလုံးကို record လာမယ်လို့ပြောပါတယ်နောက်တဲ့ပြောချင်တာကတော့ Gravity 2ကလုံးဝမလာမလို့စိတ်ပူစရာတော့မလိုပါဘူး
ရီယိုလာမဲ့ဒီသုံးလုံးကမော်ဒယ်တစ်တွေကိုမှမဲရောက်မဲကြတာဆိုခံမဲရတော့ခတ်ပါတယ်အဲ့ဒါကြောင့်မလို့နောက်နေ့ဗီဒီယိုမှာ air brake ကြောင်းတက်တင်ပေးပါမယ်အခုတော့ကျွန်တော်ဗီဒီယိုလေးကိုပဲရှေ့ဆက်သွားကြအောင်ပါအဲ့လိုနဲ့ကျွန်တော်ပထမဦးဆုံးချိန်အနေနဲ့စက္ကန့်စီကိုတွားခဲ့ပါတယ်စက္ကန့်စီရောက်တဲ့ချိန်မှာတော့ကဖေးကိုပဲကြီးလွှတ်တော့ခဲ့ပါတယ်ကဖေးရောက်တဲ့ချိန်မှာတော့ PC မှာပထမဦးဆုံးချိန်အနေနဲ့ W ထွိတ်ခဲ့ပါတယ်လေးလုံးတစ်လုံးမှာကျွန်တော်တော့ Spider မလို့ဆိုတော့တန်လေးကြည့်လို့ရပါတယ်ဒီလိုနဲ့ fruit တော့ဖောက်တဲ့ချိန်မှာတော့ rocket ရခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လဲ rocket ကကျွန်တော်မှာအကြီးမရှိတဲ့အကြောင်းစတိုးလိုက်ပါတယ် rocket လဲစတိုးပြီးတော့ဘေးက fan တယောက်ကdirect down နေတယ်တော့ပေးခဲ့ပါတယ်အဲ့ဒါပြီးရဲ့နောက်တော့ကျွန်တော်လဲ green zone ဘက်ကိုကြီးလာခဲ့ပါတယ် green zone ဘက်တောင်မရောက်သေးဘူးတရားပေါ်မှာရှိတဲ့ကျွန်တော်ခြေတံတွေကထပ်နေတယ်လို့ခံစားနေရပါတယ်ပြီးတော့မှကျွန်တော်နောက်ကိုအုပ်လိုက်ကြီးလိုက်လာကြပါ what the fuck ဒီလိုနဲ့ BC မှာပထမဦးဆုံးအချိန်နေနဲ့ player တယောက်ကိုတက်ခဲ့ပါတယ်အေရောပြင်မဲ့ဘောင်ဒီတော့မရပါဘူးအဲ့လိုနဲ့ကျွန်တော်လည်းဘော့တော့တက်ဖို့ဆုံးဖြတ်လိုက်ပါတယ် green zone ဘော့ကတော့မစပွန်နေပါဘူးဒီလိုနဲ့ဟုတ်ရခိုးတော့လေဟုတ်ရခိုးမှလည်းမရှိပါဘူးအဲ့ဒါနဲ့ကြံရမရရဲ့စုံတော့နောက်ဆုံး Forgotten Island ကိုတွားလိုက်ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ဘောကပေါ်နေခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်း PC မှာပထမဦးဆုံးဘောကိုတွားရောက်တက်ခဲ့ပါတယ်အဲ့လိုနဲ့ဘောတက်နေနဲ့ပဲ CB ပါပေါ်လာပါတယ်ဒါပေမဲ့ CB ကိုဂီးမဆိုင်ပဲနဲ့ဘောကိုရင်တက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့ဘောတေးပြီးနောက်တော့ပထမဆုံး CB ကိုပါဆက်တက်ခဲ့ပါတယ်အဲ့လိုနဲ့ PC မှာပထမဦးဆုံးအနေနဲ့ CB တက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ CB အစ်စ်တော့မဟုတ်ပါဘူးတက်ပြီးရနောက်တော့ပထမဦးဆုံးအနေနဲ့ MPC တစ်ကောင်ဝါထပ်တက်ခဲ့ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှကြတွေ့ပါမယ်